အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ခရမ်းသီးကိုအနှစ်များများလေးနဲ့ရှယ်နှက်မှာပဲဖြစ်ပါတယ်အားလုံးပဲတူတူလိုက်ကြည့်ကြရအောင်နော်အရင်ဦးဆုံးစီတက်ဖို့အတွက်ကျက်သွန်နီလေးအသင့်ပြင်ထားပါမယ်ကျက်သွန်နီကိုကြတော့အနှစ်များများလေးလိုချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့လေဒီအလုံးကြီးရဲ့တဝက်လောက်ကိုသုံးထားတယ်ပေါ့နော်ပြီးတော့ရင်တော့ကျက်သွန်ဖြူလေးတွေကိုဓာတ်ပြရိုက်ပြီးတော့နှုတ်ဆင်ထားပါမယ်ကျက်သွန်ဖြူကိုလေအခုလိုမျိုးမလုပ်ဘဲနဲ့ကြိတ်ဆက်ထဲထည့်ပြီးတော့တခါလေးကြိတ်မယ်ဆိုရင်လည်းရပါတယ်နော်တကယ်လို့ကိုကအဆက်စားခြင်းနဲ့ဆိုလို့ရှိရင်လည်းငရုတ်သီးစိမ့်လေးပါထည့်ပြီးကြိတ်လို့ရပါတယ်ပြီးသွားရင်တော့ခရမ်းသီးလေးတွေကိုရေတန့်စင်အောင်စီးပြီးတော့ကိုလိုချင်တဲ့အရွယ်အစားတိုင်းလှီးပေးထားပါမယ်ခရမ်းသီးကလေတယောက်နဲ့တယောက်လှီးတဲ့ပုံစံချင်းတော့မတူဘူးပေါ့နော်ပြီးတော့အခုလိုမျိုးအတုံးအသေးလေးတွေပဲတုံးထားလိုက်တယ်ပေါ့နော်ပြီးသွားရင်တော့ရေထည့်ထားတဲ့ဇလုံးထဲမှာစားလေးအနည်းငယ်ထည့်ပါမယ်ပြီးရင်ခရမ်းသီးလေးတွေကိုထည့်ပြီးတော့စိမ့်ထားပါမယ်အခုလိုမျိုးစိမ့်ခြင်းအပြင်ခရမ်းသီးလေးတွေကအယောင်ပြောင်းမသွားစေဘူးပေါ့နော်ဒါဆိုရင်တော့ခရမ်းသီးနှစ်လေးစားချက်လို့ရပါပြီအိုးထဲမှာစီထည့်ပြီးတော့နနွေးလေးအနည်းငယ်ထည့်ထားမယ်ပြီးသားလို့ရှိရင်ပလှီးထားတဲ့ကျက်သွန်ဖြူကိုထည့်ပြီးတော့စီတက်ပါမယ်မြန်မာဟင်းနေမှာကလေစီတက်တာကအဓိကဆိုတော့စီကိုတော့တေချာလေးတက်ပေးရပါတယ်နော်စီတက်ရင်းနဲ့ကြက်သွန်လေးတွေနွမ်းလာပြီဆိုရင်အယောင်တင်မှုန့်လေးထည့်ပါမယ်စီတက်နေတဲ့ချိန်တွင်းမှာပဲငပိလေးကိုလည်းတစ်ခါတည်းထည့်လိုက်ပါတယ်နော်ငပိလေးကိုလေတေချာလေးနှံ့သွားအောင်တေချာလေးကြည်သွားအောင်လို့တော့မှွေပေးရတယ်ပေါ့နော်ငပိထည့်ပြီးစီတက်တာကလေဟင်းရဲ့အရသာကိုလည်းပို့ပြီးတော့ကောင်းစီတယ်ပေါ့နော်ပြီးတော့ရင်တော့ပစုံကြောင်မှုန့်လေးထည့်ပြီးတော့လေပစုံအနံ့လေးတွေမှွေးလာတဲ့အထိစီတက်ပေးပါမယ်အခုဆိုရင်တော့ပစုံကြောင်အနံ့လေးလည်းတော်တော်လေးမှွေးနေပြီပေါ့နော်နောက်ထပ်အနေနဲ့ငံပြားရည်လေးပါထည့်ပြီးစီတက်ပေးပါမယ်အနံ့လေးလည်းတော်တော်လေးမှွေးလာပြီဆိုတော့ခရမ်းသီးလေးတွေလည်းထည့်လို့ရပါပြီနော်ခရမ်းသီးလေးတွေနဲ့စီတက်အနှစ်ကလေးတွေကိုတမသွားအောင်လို့တေးသေးချာချာလေးမှွေပေးရပါမယ်နော်အခုလိုမျိုးခရမ်းသီးလေးတွေနဲ့စီတက်အနှစ်ကလေးတွေနှံ့သွားပြီဆိုလို့ရှိရင်တော့ရေနွေးလေးအနည်းငယ်ထည့်ပေးရပါမယ်နော်အများကြီးထည့်စရာမလိုပါဘူးနည်းနည်းဆိုရင်ရပါပြီပြီးသွားရင်တော့အဖိုးလေးအုပ်ပြီးတော့ခဏတည်ပေးထားလိုက်ပါမယ်ကြားထဲမှာလည်းအဖိုးလေးဖွင့်ပြီးတော့မှွေပေးရပါတယ်နော်ခရမ်းသီးလေးတွေကတ်သွားမှဆိုလို့ပါပြီးသွားရင်တော့အရသာအတွက်စားနေငယ်အချို့မုတ်အနှဲငယ်အသားမုတ်အနှဲငယ်လေးထည့်ပါတယ်ဒီလိုဆိုရင်တော့ခရမ်းသီးလေးတွေကအရသာနီးနေပါပြီအရသာမြည်ကြည့်လိုက်တော့အရသာကလည်းအဆင်ပြေတယ်ပေါ့နော်ချကန်နီးမှာမဆလာကိုအပေါ်ကနေအုပ်လိုက်ပါတယ်အဖုံးလေးအုပ်ပြီးတော့ခဏလောက်တဲထားပေးလိုက်ပါမယ်ကဲဒါဆိုရင်တော့ခရမ်းသီးနှစ်လေးကအရပါပြီရှင်အနှစ်များများလေးနဲ့ရှယ်နှက်တာတဲ့ခရမ်းသီးနှစ်လေးရပါပြီခရမ်းသီးနှစ်နည်းမျိုးမျိုးရှိတဲ့ဒေကမှာဒီနှစ်နည်းလေးကိုတော့အိမ်မှာအမြဲတမ်းလှုပ်ရှားဖြစ်ပါတယ်အားလုံးပဲလိုက်လို့စားကြည့်ကြနော် Bye